ဇလန်အစမှာတော့သူရဲ့ကောင်းလေးယောက်ကနတ်ဆိုးတိုင်းပြည်ကိုရောက်လာခဲ့ပြီးတော့နတ်ဆိုးကောင်းဆောင်မှုကိုတက်ဖို့တော့လည်းလာနေခဲ့ပါ၏အဲဒီနောက်မှာတော့သူတို့လည်းအထဲကိုဝင်သွားခဲ့ပြီးတော့အထဲမှာတော့နတ်ဆိုးကောင်လေးတယောက်ကစောင့်နေခဲ့ကသူတို့ကိုမတက်နိုင်လို့ရှိရင်မိုးစီကိုသွားလို့မရဘူးလို့လည်းပြောလိုက်ပါ၏ဒါကြောင့်သူရဲ့ကောင်းလေးနဲ့လာတိုက်ခိုက်ခဲ့ကြပြီမဲ့တယောက်မှမနိုင်ပဲနဲ့အကုန်လုံးကလည်းနတ်ဆိုးလေးကောင်လက်ချက်နဲ့လည်းမှောက်သွားခဲ့ကြပါ၏ကောင်လေးလည်းသူတို့ကိုပြန်ကူတာပေးလိုက်ပြီးတော့အနောက်မှာလည်းကြားနေခဲ့တဲ့ကုသပေးတဲ့ဟဲလာမာလေးကိုမြင်မြင်ချင်းနဲ့ချစ်မိသွားခဲ့ပါ၏အဲ့ဒီအချိန်မှာသူ့လူတွေကရောက်လာခဲ့ပြီးတော့သူတို့တက်ပြရမလားလို့မေးတော့ကောင်လေးကလည်းမတက်ဖြစ်ပဲနဲ့အားလုံးကိုအပြင်ကိုလွတ်ပစ်လိုက်လို့လည်းပြောလိုက်ပါ၏နောက်တစ်ခါမှတော့မိုးကဘာလို့သူ့ရဲ့ကောင်းတွေကိုမတက်တာလဲလို့မေးတော့ယောဂီကလည်းသူ့ရဲ့လက်နဲ့တက်ရတဲ့အထိတန်ဖိုးမရှိလို့ပါလို့လည်းပြောပါ၏မိုးကလည်းမင်းမတက်လို့ရှိရင်မင်းလူတွေကိုတက်ခိုင်းလိုက်ရမလားမေးတော့သူကလည်းဟဲလာမာလေးကိုပြန်သွင်းမိသွားပြီးတော့သူကိုယ်တိုင်ပဲတက်လိုက်ပါမယ်လို့ပြန်ပြောလိုက်ပါ၏ဒါနဲ့အဲ့ဒီကောင်လေးရဲ့နာမည်ကယောဂီလို့လည်းခေါ်ပါ၏အဲ့ဒီနောက်မှာတော့သူရဲ့ကောင်းတွေကနောက်တစ်ခါထပ်ပေါ်လာပြီးတော့ဒီခါတော့ယောဂီကလည်းအတီကြီးလို့လည်းကျုံနေပါ၏မော်သူရဲ့ကောင်းမလေးကမော်မီလုံးနဲ့ပြစ်လိုက်ပေမဲ့ယောဂီကတော့ဘာမှမဖြစ်သွားပါဘူးဒါသူရဲ့ကောင်းလေးကလည်းဆက်စီယာကိုကူညီပေးမယ်လို့ပြောလိုက်ပြီးတော့ဒါတဲ့ကိုမှော်စွမ်းနေထဲလိုက်တော့ဒါနဲ့ပြီးခုတ်လိုက်ပေမဲ့ယောဂီကိုလည်း800လေးတောင်မှမထိသွားပါဘူးသူရဲ့ကောင်းရင်လည်းနောက်ဆုတ်သွားလိုက်ပြီးတော့သူတို့ကမွန်းတက်မဖြစ်မဲ့အကြောင်းပြောလိုက်တော့ယောဂီကလည်းအဲ့ဒါဆိုရင်အဲ့ဒီဟဲလာမာလေးကိုထားခဲ့ပြီးတော့ဒီတကားကိုဖျက်သွားလို့ရတယ်လို့ပြောလိုက်ပါ၏ယူကာကလည်းညီရဲ့လို့ပြောလိုက်လို့သူတို့လည်းအငင်းကုန်နေဖြစ်နေကြပါ၏သူရဲ့ကောင်းနေဝင်သွားခဲ့တဲ့အချိန်မှာတော့ဆက်စီယာဘာလို့ငါ့ကိုပဲထားခဲ့ရလဲလို့မေးနေပြီးတော့မော်စလုံးနဲ့ပြစ်လိုက်တော့ယောဂီကလည်းကားလိုက်ပြီးတော့သူပြောတာကိုနားထောင်အောင်လို့လည်းပြောလိုက်ပါ၏ဆက်စီယာကလည်းဘာပြောမလို့လဲမေးတော့ယောဂီကလည်းမင်းကိုမြင်မြင်ချင်းချမိသွားတယ်ဒါကြောင့်သူနဲ့တွေ့ပေးပါလို့လည်းပြောလိုက်ပါ၏ဆက်စီယာကလည်းစတင်းကြီးကိုချက်နေခဲ့လို့နောက်မှတတိကက်ကလည်းညင်းပြလိုက်ပါ၏ယောဂီကလည်းညင်းကန်လိုက်ရတော့ကြေကွဲနေတယ်လို့ဆက်စီယာကလည်းဘာလို့ပြန်မတိုက်ခိုက်တာလဲလို့မေးနေခဲ့ကယောဂီကလည်းဒါရုံသူမလို့ချင်ဘူးလို့လည်းပြန်ပြောလိုက်ပါ၏ဆက်စီယာကလည်းမယုံမနဲ့ဒါဆိုရင်ဘာလို့မုံကိုမတက်တာလဲလို့မေးတော့ယောဂီကလည်းမုံကိုတက်လိုက်လို့ရှိရင် तू ကဒုတိယမုံဖြစ်လာမှာဒါကြောင့် तू စကားနားထောင်နေတာလို့ပြောလိုက်ပါအဲ့ဒီစကားကြောင့်ဆက်စီယာကလည်းအဲ့လိုမလုပ်ဘဲနဲ့လူတွေကိုကူညီဖို့သူနဲ့တူတူထွက်ပြေးရအောင်လို့လည်းပြောလိုက်ပါနောက်တစ်ခါမှတော့သူရဲ့ကောင်းနေနန်းတော်ပြောင်းနေပြီးတော့နတ်ဆိုးကောင်းဆောင်မုံကိုတက်နိုင်ခဲ့လို့ဘရင်ကတော့ဂုံပြုတ်နေခဲ့ပါဒါကိုနန်းတော်ပြကနေကြည့်နေခဲ့ယောဂီကသူ့ရဲ့ဂျူကိုလည်းရှိုးပစ်လိုက်ပါအဲ့ဒီနောက်မှာတော့ယောဂီကစွန်စားရေးသမားလို့ဖို့တဲ့ဂိုင်းထဲမှာမှတ်ပုံတင်ခြင်းတယ်လို့ပြောလိုက်တော့သူလည်းဖောင်ပြစ်ခိုင်းလိုက်ပြီးတော့စွန်စားရေးသမားဂိုင်းကကိုလည်းပေးလိုက်ပါပြီးတော့အခုကအဝတ်မယ်ရှိအောင်မှဖြစ်ပြီးတော့ S1 ကတော့အမြင့်ဆုံးလို့လည်းပြောပြလိုက်ပါအဲ့ဒီနောက်မှာတော့သူ့နာမည်ကခိုမာလို့ပြန်ပြောလိုက်ပြီးတော့ကတ်ကိုလည်းပေးပြလိုက်ပါနောက်တော့သူလည်းစွန်စားရေးသမားခန်းလာတယ်ကိုရောက်လာခဲ့ပြီးတော့အလုပ်အပ်မယ်လို့ပြောလိုက်ကခိုမာကလည်းဘာလို့ငါးစီမှာလဲဥပမာစော်လေးရရှိရမလားလို့လည်းပြောနေပါပြီးရခါမှာတော့ခိုမာလည်းအခါသားတွေကိုကြည့်လိုက်ပြီးတော့ဒါနဲ့မင်းကဘာကောင်လဲလို့မေးတော့သူကတန်မစွန်စားရေးသမားအစ်စ်ပါလို့ပြန်ပြောလိုက်ပါခိုမာကလည်းလိမ်မပြောနဲ့တပတ်တည်းနဲ့ S1 ကနေ D1 ထိကိုတက်လာတဲ့ကောင်ကတန်မလို့မခေါ်ဘူးလို့လည်းပြောလိုက်ပါအဲ့ဒီအချိန်မှာဆက်စီယာကအဲ့ဒီအလုပ်တွေကိုလက်မကန်နဲ့လို့ဆိုပြီးတော့ယောဂီကိုပြောစရာရှိတယ်လို့ဆိုကသူ့ရဲ့အိမ်ကိုလည်းခေါ်လာခဲ့ပါအဲ့ဒီနောက်မှာတော့ဆက်စီယာလည်းတောင်းပန်ပါတယ်သူကစောစောလာတွေ့ဖို့လှုပ်ထားခဲ့ရလို့လည်းပြောလိုက်ပါယောဂီကလည်းသူလည်းဘာမှမဖြစ်ဘူးအခုလည်းစွန်စားရေးသမားဘွားမှာပြောနေပြီလို့လည်းထပ်ပြီးတော့ပြောပါအဲ့ဒီနောက်မှာတော့သူ့ရဲ့မိနဲ့တွေ့နေရပြီးတော့သူ့ရဲ့မိကယောဂီရဲ့အရှိမသူ့ရဲ့ကောင်တာတမယူကနဲ့စစ်ဆက်ပေးချင်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောနေပါယောဂီကလည်းထားလိုက်ပြီးတော့အဲ့ဒီသူ့ရဲ့ကောင်ကဘာမို့လို့လဲဆိုပြီးတော့ထားပြီးတော့တောင်းချမ်းနေခဲ့လို့ဆက်စီယာကလည်းတားလိုက်ပြီးတော့သူကညီလာရဲ့အကြောင်းကိုလည်းပြောပြလိုက်ပါဆက်စီယာရဲ့မိကလည်းယောဂီကိုဆက်စီယာကိုရှင်းနေတာလားလို့မေးလိုက်လို့ရှင်းနေတယ်ဆိုရင်ဆက်စီယာနဲ့လက်ထပ်မလားဆိုပြီးတော့ချက်ချင်းကြီးရဲ့ထပြီးတော့မေးလိုက်ပါယောဂီကလည်းဆက်စီယာရဲ့မျက်နှာကိုကြည့်လိုက်ပြီးတော့တောင်းပန်ပါရဲ့သူကဆက်စီယာညီနာခံရပြီးဒါပေမဲ့လည်းအခုစွန်စားရေးသမားပွားအနေနဲ့စူးစမ်းပြီးတော့နောက်တစ်ခေါက်ထပ်ပြီးတော့ဖွံ့ဖြိုးအောင်ပါလို့လည်းတော်ကီလည်းရွှေ့ပြစ်လိုက်ပါပါရင်နေခဲ့တဲ့ဆက်စီကလည်းအင်းရှိကိုပြန်လိုက်ပို့ပေးနေပြီးတော့ယောဂီကလည်းမင်းကိုဆက်စီလို့ခေါ်လို့ရလားလို့မေးတော့ရပါရဲ့လို့လည်းပြန်ပြီးတော့ပြောလိုက်ပါယောဂီလည်းပြောပြီးတော့ online ရင်းနဲ့ပဲအပိုင်းတစ်လေးရလည်းဒီမှာလည်းပြီးဆုံးသွားခဲ့ပါဒီ anime ကလည်း ongoing anime ဖြစ်တာကြောင့်နောက်ထပ်ပိုင်းတွေကိုထွက်လာတဲ့တန်းတင်ပေးမှဖြစ်တာမို့ like and subscribe လေးလည်းလုပ်ထားပေးကြပါ